ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲမှာတရုတ်ကိုကျော်လွန်ပြီးမြန်မာလူငယ်အဖွဲ့ပထမရရှိဖိလစ်ပိုင်နိုင်ငံမှာကျင်းပတဲ့ကမ္ဘာ့စက်ရုပ်အိုလံပစ်အာရှပစိဖိတ်ပြိုင်ပွဲမှာတရုတ်ကိုကျော်လွန်ပြီးမြန်မာလူငယ်အဖွဲ့ကပထမဆုရရှိခဲ့ပါတယ်။အဆိုပါအဖွဲ့ကအသက်10နှစ်ဝန်းကျင်ကလေး3ဦးနဲ့ဖွဲ့စည်းထားတာဖြစ်ပြီး We Are Genius မြန်မာလို့နာမည်ပေးထားတာပါ။သတင်းအထူးကြားအရစက်တင်ဘာလ18ရက်ကနေစက်တင်ဘာလ21ရက်နေ့ထိဖိလစ်ပိုင်နိုင်ငံမနီလာမြို့မှာစက်ရုပ်ပြိုင်ပွဲကိုကျင်းပခဲ့ပါတယ်။နိုင်ငံပေါင်း24နိုင်ငံကအဖွဲ့ပေါင်း108ဖွဲ့ပါဝင်ရှင်ပြိုင်ကြတဲ့ကမ္ဘာ့စက်ရုပ်အိုလံပစ်အာရှပစိဖိတ်ပြိုင်ပွဲမှာပွဲစဉ်မျိုးစား၄ခုတောင်ရှိခဲ့တာပါ။အဲ့ဒီထဲမှာအနာဂတ်စမ်းသစ်တီထွင်သူပြိုင်ပွဲအငယ်တန်းပွဲစဉ်မှာမြန်မာကလေးငယ်တွေတီထွင်ထားတဲ့ AI သုံးဖြူရှာဖွေကယ်ဆယ်ရေးစက်ရုပ်ကားလေးကပထမရရှိခဲ့တာဖြစ်ပါတယ်။ဒီစက်ရုပ်ကားဟာငလင်ပေးပါဝင်တဘာဝဘေးဒဏ်အန္တရာယ်ကြောက်ရောက်တဲ့နေရာဒေသအခြေအနေတွေမှာလူဝင်ရောက်ဖို့ခက်ခဲတဲ့အပြက်စီးကြိုကြားတွေကြောင့်အလိုလျောက်သွားလာကအသက်ရှင်ကျန်ရစ်တဲ့တက်ရှိတွေကိုရှာဖွေကယ်ဆယ်ဖို့ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ဒါကြောင့်ရည်ရွယ်ချက်ကုန်ကျန်းတဲ့စနစ်တွေပါကောင်းမွန်လာတဲ့ဒီကားကိုတရုတ်လိုအင်အားကြီးနိုင်ငံကတော့မရှင်နိုင်ပဲပထမဆုကိုထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်။အဆိုပါသတင်းပေါ်မြန်မာတနိုင်ငံလုံးလည်းအတိုင်းမသိဝမ်းသာခဲ့ပြီးမြန်မာပြည်ကလူတွေကဘယ်နိုင်ငံနဲ့မှမတူဘူးအရာရာထူးချွန်ကြပါတယ်။ဒါပေမဲ့အင်မတန်ညံပြင်းတဲ့ကောင်းဆောင်အောင်မှနေရတဲ့အတွက်ထူးချွန်သလားမအောင်မြင်ကြတာပါလို့ဝန်းထဲမျက်ရည်တွေနဲ့မှတ်ချက်တွေရေးခဲ့ကြပါတယ်။ပိုပြီးချက်သီးထားဖို့ကောင်းတာက21ရာစုမှာအင်တာနက်လိုရေးပါတဲ့ချောင်းကိုတော့ဟိုဟာပိတ်တရားပိတ်လုပ်နေတဲ့နိုင်ငံကနေဒီလိုရတာတကယ်တော်လို့ပဲနိုင်ငံစုပ်ပြတ်နေတာတခုပဲတည်ငြိမ်ပြီးတိုးတက်နေရင်တခြားနိုင်ငံတွေကိုကြော်ဖို့ဆိုတာအသာလေးပဲပညာရေးကသာလွတ်ချက်ပညာရေးကနေထပ်ပြောင်းနိုင်ရင်ပိုတော်ကောင်းသွားမယ်ဆိုတဲ့စကားလေးတစ်ခွန်းဖြစ်ပြီးတကယ်သာလုံလောက်တဲ့ပညာရေးကိုရခဲ့မယ်ဆိုရင်မြန်မာတွေဘလောက်တောင်ရှိပြီး